မော်ဘီမျိုးမှာ3ဧကကျဲတဲ့တိန်တောင်းတန်ရှူတင်ချန်ကြီးပိုင်ဆိုင်သွားပြီးဖြစ်တဲ့ခင်လိုက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ခင်လိုက်ကတော့အမှုပညာလောကမှာပြိုင်ဆိုင်ရှာအောင်မြင်လာသလိုအတူယူထိုက်တဲ့ဇက်ဖို့တူဆိုရင်လည်းမမှားပါဘူးအကြောင်းရင်းကတော့ခင်လိုက်ကအရင်ကဆိုရင်ငွေကြေးကအစင်မပြေပဲဆင်းရဲခဲ့ရပါသေးတယ်အတော်လေးကိုခက်ခဲတဲ့အချိန်တုန်းကချိုးတဲခဲ့သလားအခုဆိုရင်အတော်လေးကိုအစင်ပြေသွားပါပြီခင်လိုက်ကအမှုပညာလောကမှာဇက်ကားတွေရိုက်ကရသမျှအမှုပညာကြီးကိုလည်းမသုံးမဲ့စူဆောင်းတာပါစူဆောင်းလို့ရတဲ့ငွေနဲ့မော်ဘီမှာ3ဧကကျဲတဲ့ခြံကြီးတစ်ခြံကိုလည်းဝယ်လိုက်သေးတာပါအရင်တုန်းကတော့အဆိုပါခြံကြီးကိုအလော့တာထားတာပါအခုနောက်ပိုင်းမှာတော့သူတို့မိသားစုစီးပွားရေးကအတော်လေးကိုအဆင်ပြေလာတာမို့ခြံကြီးထဲမှာအိမ်တွေလည်းတစ်လုံးပြီးတစ်လုံးကိုစောင့်နေတာပါအိမ်ကလုံးချင်းလေးတွေတစ်လုံးပြီးတစ်လုံးစောင့်နေရင်ကနေအခုဆိုရင်သူတို့ခြံထဲမှာအိမ်တွေအများကြီးရှိလာပါပြီဒါအပြင်ခြံထဲမှာပန်းပင်တွေလည်းအများကြီးစိုက်ပျိုးထားပါတယ်အုံသီးနဲ့တခြားသီးပင်စားပင်တွေပါစိုက်ပျိုးထားတာပါခြံကလည်း3ရီကားတောင်ကျေတာမို့အသီးအပင်တွေစိုက်ချင်တိုင်းကိုစိုက်ထားနိုင်ပါတယ်တရက်သီးပိန်းနဲ့အုံချုံမေးဒူးရင်ကြမောက်သီးနဲ့အပင်မျိုးစုံကိုစိုက်ပျိုးထားတာပါခင်လိုင်းကသူ့ခြံကြီးကိုရှူတင်ခြံကြီးအဖြစ်ပြောင်းလဲခြင်းခဲ့တာပါအခုလောလောဆယ်မှာတော့ခြံထဲမှာလက်ဖက်ရည်ဆိုင်နဲ့ထရည်ဆိုင်မျိုးတွေကိုသာဖန်တီးထားတာပါခင်လိုင်းတို့ကဟာတာဇလန်တိုလေးတွေရိုက်နေကြဖြစ်တာမို့ရှူတင်ချန်လေးလောက်ထားတာပါနောက်ကြရင်တော့ရှူတင်ချန်လေးအဖြစ်သေးချပြောင်းလဲကရုပ်ရှင်လောကသားတွေတုံးကျင်နေဆိုလေပြီးသုံးသွားမှာပါရှူတင်ချန်အဖြစ်ငားနိုင်ပြီဆိုရင်တော့ခင်လိုင်းကပတ်စံတွေဒီထက်မကကိုပိုဝင်တော့မှာပါအခုလည်းပဲခင်လိုင်းကရုပ်ရှင်လောကရဲ့အားထားရဇက်ကောင်တစ်ခုလိုဖြစ်နေတာပါရုပ်ရှင်ဇက်ကားဆိုရင်လည်းသူ့ပေါမှဖြစ်လာသလိုဇက်ကောင်နိုင်နဲ့လိုက်ဖက်တဲ့အသေးအရွယ်နဲ့ဝါနဲ့ရှိလာခဲ့တာပါဒါကြောင့်မို့ခင်လိုင်းကလည်းဇက်ပူတွေထဲမှာဆိုရင်တထေးဖြစ်လာခဲ့တာလေးဖြစ်ပါတယ်ရုပ်ရှင်ရိုင်းရတဲ့အမှုပညာကြီးတစ်ခုတွေနဲ့ချမ်းသာလာခဲ့တာလည်းဖြစ်ပါတယ်။တခြားဇက်ဖို့တရုပ်ဆောင်တွေဆိုရင်သားသမီးတွေကထောက်ပံ့လို့ချမ်းသာစွာနေနိုင်ကြတာပါ။ဒါပေမဲ့ခင်လိုင်းကတော့အမှုပညာအလုပ်လုပ်ရင်ရတဲ့ငွေနဲ့တိန်းတောင်းချီတန်းပိုင်ဆိုင်မှုတွေရှိလာခဲ့တာပါ။ခင်လိုင်းရဲ့သမီးသဇင်ထူးမြင့်ဆိုရင်လည်းအမှုပညာလောကမှာနေရအတော်ရလာတာဖြစ်ပါတယ်။တမိသားစုလုံးကစီယုံကြတဲ့အတွက်သူတို့မိသားစုကအမြန်ကြီးပွားတိုးတက်တယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။ခင်လိုင်းရဲ့သားကြီးကတော့ဇနီးအပေါ်မှာတစ္ဆာဖောက်လို့အမွေဖြတ်ဆွန့်လွတ်ထားခံရတာပါအခုဆိုရင်တော့တားလက်နဲ့သမီးငယ်သဇင်ထူးမြင့်တို့ကတော့ခင်လိုင်းတို့နဲ့တရင်တနည်းရှိတာပါမိသားစုတွေကအဆိုပါချန်ထဲမှာလည်းအမြဲလိုပွဲတွေသွားလုပ်လိမ့်ရှိပါတယ်ချန်ထဲမှာဘော်ဒီပင်ကလည်းပေါက်နေတာမို့ပတ်လေးမှာဖះလဲတီကပူဇော်ထားပါသေးတယ်ခင်လိုင်းတို့မိသားစုကမိသားစုမွေးနေဆိုလေချန်ထဲမှာသာပျော်ပပစားတော့ကြတာပါသဇင်ထူးမြင့်ကလည်းသူဗလော့ရိုက်ပြီးဆိုရင်ဒီချန်ထဲမှာသာသွားရိုက်တာပါရန်ကုန်မြို့မှာလည်းအင်ကြီးအိမ်ကောင်တစ်လုံးဆောက်ဖို့စီစဉ်နေတာဖြစ်လို့အတော်လေးကိုချမ်းသာပြေဆုံးသွားကြပါပြီအရင်တုန်းကနေတဲ့အိမ်ကဒီဇိုင်းမဆန်းတဲ့အတွက်ရောင်းလိုက်တာဖြစ်ပြီးအိမ်အသစ်ကိုဝယ်ဖို့စီစဉ်နေကြတာပါအိမ်အသစ်ဆောက်ပြီးသားဝယ်ရမလားအသစ်ဆောက်ရမလားစဉ်းစားနေကြတာလည်းဖြစ်ပါတယ်ခင်လိုင်းကငွေရှာတော်သလိုဇနီးဖြစ်သူကလည်းငွေစုတော်တာမို့အခုလိုမြန်မြန်ဆန်ဆန်ကြီးပွားအောင်မြင်လာခဲ့တာလေးဖြစ်ပါတယ်တိန်းတောင်းကျော်တဲ့ရှူတင်ချန်ကြီးကိုပိုင်ဆိုင်ထားတဲ့ခင်လိုင်းအပေါ်ပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းကောမန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်